အားလုံးမင်္ဂလာပါဗျာဒါကတော့ဒီဘလုံးဝင်ခဲ့တဲ့ကတ်ကလေးပါနော်ပြီးခဲ့တဲ့ဘက်ကဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါကျွန်တော်တွက်ဆိုင်တွေချနေမှာမဟုတ်ဘူးပေါ့နော်အပြီးလဲကျွန်တော်ရဲ့ထက်15ခွက်ကိုလည်းချပေးမယ်မိန်းလည်းထုတ်ပေးထားတယ်ပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါမိတ်ဆွေတွေက subscribe နဲ့ like မလုပ်ရသေးဆိုရင်တယောက်ချက်စီနှိပ်သွား Facebook ကကြည့်တဲ့လူများက share လေးနှိပ်ပေးသွားတောင်းဆိုတယ်ပြီးကြရင်ကျွန်တော်ရဲ့ channel လေးပေါ့နော်ဒီ YouTube ဒီ YouTube တို့ Facebook တို့ကကျွန်တော်အများတင်မပေးနိုင်တာဖြစ်တဲ့အတွက်ဒီလိုအနီကက်လေးတွေအနီကက်ထိတ်စီးပြီးဒီချင်းလေးစားတွေကိုကျွန်တော်ရဲ့ Telegram မှာ free ချပေးနေတာဖြစ်တယ်ဒါကြောင့်မလို့ comment နေပြီးတော့မြေသူမျိုးအခမဲ့ join နိုင်ပါတယ်ဒါဆိုတော့စလိုက်အောင် Okay ပထမဆုံးလည်းကျွန်တော်ကဒီကီးလေးလုံးကိုတော့သူကပေးတယ်ဒါလေးလုံးလို့ပတ်ခိုင်းတာမဟုတ်ဘူးเนาะမိတ်ဆွေတို့ကတ်တီးရှိတယ်ဆိုတော့နှလုံးလောက်နဲ့ကတ်လိုက်ပါเนาะနေကုန်ရှက်ွက်တဲ့ကစားမှာဖြစ်တယ်သူကတော့ main ကိုဒီနှစ်ခွန်ဆိုရွေးပေးထားပါတော့ပြီးခဲ့တဲ့ဘက်ကတော့သူရွေးပေးထားတယ်တော်တော်မှန်ပါတယ်ဒါကတော့ဒီဘေးကဒီဘက်ကတော့မိတ်ဆွေကြိုက်နေတဲ့ကစားပါတော့မကြိုက်ရင်လည်းခြံခဲ့လို့ရတယ်ဒါကသူကလုံးမိုက်နေပေးထားဖြစ်တဲ့အတွက်ဒီလေးလုံးနဲ့မှဒီနှလုံးကတော့တော်တော်ကြီးကိုအားကိုရတယ်ပေါ့နော်ဒါမနေ့ပြန်တော့ပေးမလားကျွန်တော်တို့ကစောင့်ကြည့်ရမယ်ဒီအဖွင့်နေမှာပေါ့နော်ဒါဆိုကျွန်တော်နောက်တစ်ကက်ကိုတွားကြည့်မယ်ဗျဒီကောင်လေးကလည်းလုံးမိုက်ကလေးဖြစ်တယ်သူကတော့နှစ်ခွန်ကိုရွေးပြီးနှစ်လေးကိုရွေးတယ်လုံးမိုက်ကိုလေးရွေးထားတယ်ပေါ့နော်ဒါတော့ဒီကက်ကိုကြိုက်တဲ့လူတွေလည်းရှိရဖြစ်တယ်တင်မဲဆိုကြိုက်တယ်လို့ကစားလို့ရတယ်ဒါကျွန်တော်ရဲ့ပေါ့နော်ဒါနေကုန်ဒါကတော့ဒဲ15ခွဲဖြစ်တယ်ကျွန်တော်စီးထုတ်ထားတာပေါ့နော်ဒါကျွန်တော်ရဲ့အကွက်တွေဖြစ်တယ်မိတ်ဆွေသဘောကျရင်လည်းကစားပါပြီးရဲ့ဘက်ကတော့ဒီတရက်ပဲလွတ်ခဲ့တယ်ပေါ့နော်ဒါကကျွန်တော်မိုင်းခဲ့တဲ့အကွက်က6ခွဲထုတ်ထားတယ်ကျွန်တော်ကဒဲပဲကစားပါတယ်မိတ်ဆွေတွေကအကြိုက်ဆုံးအကွက်ကိုအားကစားလို့ရပါတယ်ကိုကြည့်နေကျွန်တော်မိတ်ဆွေများက like and subscribe လည်းမနှိပ်ရသေးနှိပ်သွားပါတော့ပြီးကြရင် Telegram မှာအနီကလေးကြည့်အောင်လည်းမြည်သူမဆို comment နဲ့ပြီးအခမဲ့ join နိုင်ပါတယ်အားလုံးစိတ်ချမ်းသာရင်ကိုယ်ချမ်းသာရင်လည်းပြည့်စုံကြပါစေ Okay see you bye bye next video